ကဘာအနောက်ပတ်ရှမ်းမှာစစ်မီးတွေတောက်လောင်နေပြီးစွမ်းရည်ဈေးကတူမတည်ငြိမ်မှုတွေဖြစ်ပေါ်နေတဲ့အခုလိုကာလမှာကျွန်တော်တို့ရဲ့အိမ်ကြီးရဲ့ထိုင်းနိုင်ငံရေနံပြက်လက်မှုတံကိုဘလို့ရင်ဆိုင်ဖို့ပြင်ဆင်ထားတဲ့တို့စီမှာရောအရေးပေါ်သုံးဖို့ရေနံဘလောက်တိုးလောင်ထားတယ်လဲဆိုတာဒီဗီဒီယိုမှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထိုင်းနိုင်ငံဟာရေနံထွက်တဲ့နိုင်ငံဖြစ်ပေမဲ့လည်းပြည်တွင်းသုံးပြုမှုရဲ့80%ကျော်ပြည်ပကနေရတင်သွင်းနေရတာဒါကြောင့်ကမ္ဘာစစ်မီးတွေကြောင့်ရေနံလမ်းကြောင်းပိတ်ဆို့သွားတာမျိုးဖြစ်လာရင်ထိုင်းနိုင်ငံအတွက်အလွန်စိုးရိမ်စရာရှိပါတယ်ဒါကိုကြိုတင်ကာကွယ်ဖို့ထိုင်းဆိုရစွမ်းရည်ဆိုင်ရာမူဝါဒတွေကိုတွင်ကျစွာချမှတ်ထားပါတယ်လက်ရှိမှာထိုင်းနိုင်ငံရဲ့မြေအောက်ဒိုလောင်ယုံတွေနဲ့ရေနံကန်ကြီးတွေထဲမှာရေနံစီပေါင်းတန်း100ဝန်းကျင်ထိအရန်အင်အားချိနေပါတယ်ကဲလို့များစစ်ပွဲတွေကြောင့်ရေနံတင်သွင်းမှုလုံးဝရပ်တန့်သွားခဲ့ရင်တော့ထိုင်းနိုင်ငံဆိုရတမရှက်ရပြည်တွင်းမှာရပ်ပေါင်း60ကနေပြီးတော့90ခန့်ထိရန်တင်သုံးဆွဲနိုင်အောင်မဟာဗျူဟာမြောက်တိုးလောင်ထားပါတယ်ဒါဟာအရှိတောင်အာရှမှာစွမ်းရည်လုံခြုံမှုအကောင်းဆုံးပြင်ဆင်ထားတဲ့နိုင်ငံတွေကတနိုင်ငံဖြစ်ပါဝင်နေတာပါဒါကြောင့်ကမ္ဘာရှိနေတွေဘလို့ပဲပြောင်းလဲပါစေထိုင်းနိုင်ငံဟာစွမ်းအင်ပြည့်လက်မှုတန်းကိုအတိုင်းအတာတစ်ခုထိကြိုတင်ပြင်ဆင်ထားတာတွေ့ရပါတယ်အခုတော့ဘ ਹੁ တုဒ္ဒဖြစ်ပွဲဗီဒီယိုတွေကိုအမြဲကြည့်နိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ